ငါညီမသိတယ်အဲ့ဒါခင်ဗျားဒီတယောက်ပဲရှိသေးတယ်အရင်ကျွန်တော်3-4ယောက်လောက်ကိုခင်ဗျားညီမတယောက်တွဲတာကျုပ်မြင်သေးတယ်နော်အဲ့ဒါတင်တန်းသွားမှာမဟုတ်အဲ့တဲကိုကသွားမှာဟေ့မင်းလှုပ်ကြွေးရတော့ပါအခုကွာအဖေကမင်းကိုပြန်ပြီးတော့လှုပ်ကြွေးနေရတယ်ဒီအသက်ရွယ်ရောက်နေပြီမင်းကသေအေးတာပါပဲကွာစေကန်းတော်ပြီလို့တက်တာသွားလို့ရှိရင်ဒါရက်ဒီထပ်မတော့နေတော့နော်ဒါနော်မတော့တော့ပါဘူးဗျာဒါရှင်ဘတ်အရင်အောင်နေပြီလားစေကန်းရောက်ပျောက်သွားလိမ့်မယ်နော်ဒါနော်ပျောက်သွားရင်လည်းဂရိပေးရက်မတော့တော့ဘူးနော်ဒါနော်ဒါလေးတယောက်တည်းရှိတာတခုဖြစ်ရင်ပြင်ရှင်ကျိုးမှာဒါနော်ဒါနော်ဟုတ်ကဲ့ပါရှင်ဘတ်အောင်လာပျောက်ရှင်နေပြီရှင်တော့ပျောက်မှာဒီစေကန်းကိုရောက်ပုံနော်ဒါနော်စေကန်းမသွားခင်အစာလေးတစ်ခုဖိုက်ကျဲထည့်သွားမှရမှာတက်တာသွားမယ်အရက်တော့မတောက်နဲ့တော့ထပ်ပြီးတော့နော်ဒါနော်နော်လမ်းအမလျှောက်ရှင်တော့ပြီလာပါအာတင်လားအဖေရှိတယ်ငါတတယောက်တည်းရှိတာအဖေဒုက္ခဖြစ်မခံနိုင်လာဒီလာတင်လားဘယ်လိုလဲဟာတို့လေခင်ဗျားတော့ပါပြီထိုင်ရှင်ဘက်အောက်လို့ကွာစေကံပို့ပြီးဘက်အောက်ရှင်ဘက်အောက်လို့စာလည်းမဝင်ဘူးမာတာဖြစ်နေတယ်ဘာရောရှင်ဘက်တော့အောက်တာပါဗျာအရက်စော်တွေကိုဟောင်ထားနေတာပဲအရက်တောက်လို့ဖြစ်နေရမလားဟုတ်တယ်ရက်တောက်လို့ဒီကနောက်ဆုံးနဲ့သူဂရိပေးတယ်အဲ့ဒါစေကံပို့ပေးဖို့ဟိုတဲ့ဒါအမားစာလေးတော့မရဘူးကျုပ်ပုံမို့ကြိုပြီးစားလိုက်လို့ဒါနော်စားချင်းကျုံပုံမို့ကြိုရေးတပွဲပေါ်စိတ်တစ်ခွက်လောက်အရက်တောက်တဲ့လူဗျာကျုပ်ပုံမို့ကြော်တွေပါလုံနေတယ်ကျွေးမနေပါနဲ့ဗျာအရက်ဖြတ်မယ်ဆိုတာလက်ကားပါဒါလူစကားမဟုတ်ပါဘူးဟုတ်လေအဲ့ဒါသားကွာမာတာတယောက်တည်းရှိတာကျွန်တော်ကလည်းစေတနာနဲ့အမှန်တရားကိုပြောပြနေ့စဉ်တောက်တာဗျာလူတောက်မတောက်နွားရည်တောက်သူတောက်တာဗျာဒီကနောက်ထပ်ရသွားပြီတဲ့โอเคစေကန်းပြန်လာတာနဲ့သူရက်ပြတ်ပြီတဲ့မတောက်တော့ဘူးပဲရှောက်ပြောနေတာပါဗျာတောက်ချောက်ကိုတောက်တာတခါကျရင်မြောင်းထဲမှာမှောက်နေတာလည်းတွေ့တယ်အဲ့အောင်မင်းအမှန်ဆိုတဖေးယူမင်းကလှုပ်ကြွေးရတော့ပါအခုကွာအဖေကမင်းကိုပြန်ပြီးတော့လှုပ်ကြွေးနေရတယ်ဒီအသက်ရွယ်ရောက်နေပြီမင်းကသေအေးတာပါပဲကွာအခုဘက်ကစေနာနဲ့ပြောတာဗျာဝစ်ကျွတ်သွားအောင်လို့ပါအေးငါသားလေးတယောက်တည်းရှိတာကွာသူအခုစိုးတာတွေကိုသိပြီးမိုက်တာတွေကိုသိပြီးသူနောက်သားရပြီးစေကန်းပို့ပြီးပြန်လာတာနဲ့ငါသားလူကောင်းဖြစ်ပြီအဲ့ဒါမတော့လို့ဖြစ်နေတာဗျာဒါပါခွေးမိကောက်ခြေတော့စွပါဗျာပြင်ရပါတယ်ငါသားလေးမလေးပြင်ရရင်စောကြီးရမှာပေါ့ဗျာမရလို့ပေါ့ကဲမစားချင်ဘူးလေမစားချင်ကြွေးမနေအဲ့ကုံတဲ့ပတ်စံဟိုအမှပဲအရက်ဝယ်တိုင်းတိုင်း तू ကကိုတော်ကြိုက်အောင်မယ်စေကန်းသွားလို့ရှိဒီအစာမမထည့်သွားရင်စေးဘလို့ထိုးလို့ရမယ်မင်းကလေသူစားလိုက်နည်းနည်းဝင်ဝင်ရနော်နည်းနည်းဝင်ဝင်ရပြီ သူနည်းနည်းဝင်ဝင်ရပြီပတ်စံဒီကုံပါလေသွားမနေပါနဲ့ကုန်လာတော့ကုန်လာပေါ့ကွာကိုသားသမီးမလားတွေ့လားအဲ့ဒါဒီအဖတ်မဟုတ်လို့အရေးတော်ဝယ်တိုက်လိုက်ကြီးဝင်းနေရှင်လေးတော့မရှင်လေးယူလေးတော့မှာမဟုတ်ဘူး तू အဲ့ဒါတောက်ချင်တာမဟုတ်ဘူးဒီကနောက်ဆုံးပါပဲကွာငါသားကြီးလိမ့်ပါပါနော်နော်တာနော်ဟုတ်တော့စီးနေပါအေးပို့ပြီးမခဏလေးပို့ဒါဝါတာမဟုတ်ဘူးနော်အဲ့ရဘောဖော်နေတာမင်းကလေပြောင်းရေးကျွက်လက်တွေ့လားဖာစားအန်ထွက်နေတာအဲ့ဒါရက်နာကြတယ်လို့ခေါ်တယ်သူတောက်တာစားတာစိုးတာအကုန်သိတယ်သားသမီးတွေကွာတောင်းစိုးပလုံစိုးပြည်ဦးထုံးတာရှိသားစိုးသမီးစိုးဘယ်လိုပြည်ဦးထုံးတာရှိလဲပြစ်လိုက်သမှာလှုပ်ဆုပ်ပါတယ်ခဲဒီလေတနေ့ကြလို့ရှိရင်ဒီကနေရောက်လာအဲ့ချိန်ကြမှာငါခံစားမှုတွေမင်းထပ်ထူခံစားအောင်ဟိုကျွန်တော်အမှန်တရားကိုပြောပြနေတာနော်ကျွန်တော်အမှန်တရားမှန်တော့မှန်ရမပေါ့မှန်တော့ပေါ့မေးရတယ်ရပါပြီကျွန်တော်မပြောတော့ပါဘူးအမှန်တရားပြောရင်တိတ်လက်မခံရင်တော့လေကျွန်တော်မပြောတော့စေကန်းနဲ့ပြောလိုက်တော်စေကန်းနော်အမှန်နည်းနည်းလေးဝယ်တိုက်သွားလိုက်2ပတ်လောက်3ပတ်လောက်ရှင်းမယ်မရှင်းနဲ့ရကျွန်တော်ရှင်းလိုက်မယ်တော်ပါကျေးဇူးပါငါကျေးဇူးတင်ကြမလို့ပါဘူးကျွန်တော်အမှန်တရားပြောတာကိုလက်မခံခြင်းတဲ့လူဟာကြီးဒီခေါက်စေကန်းပြန်လိုက်ငါလူကောင်းဖြစ်ပြီကြည့်လိုက်ဦးမယ်လေကြည့်လိုက်ဦးမယ်လေဒါတော့
ကျေးဇူးပဲကွာ ရတယ်ကျေးဇူးတင်ကြမလို့နော်အာအော်လူတွေနော်အံ့ဩဖို့ကောင်းတယ်အမှန်တရားပြောရင်လက်မခံခြင်းကြောင့် ကိုကားဘလို့မောင်းနေရလဲခလစ်မစီရတော့ဘလို့လဲ မကြောက်ပါနဲ့ခင်ဗျကိုကြီးရှိတယ်ဘာကြောက်လဲ ကိုပြည့်မောင်းဘလို့မောင်းနေရလဲပြိုင်သားမောင်းနေတယ်လို့ကိုမောင်းတာ ကြောက်ပါနဲ့ခင်ဗျဘာဖြစ်စစ်ချက်ဒီလေးတွေဘာမှဖြစ်စေ တော့အဲ့လိုပဲ လူတွေအမှန်တရားပြောရင်လက်မခံခြင်းဘူးလက်မခံလဲကျုပ်ကအမှန်တရားကောင်ဖြစ်တော့အမှန်တရားကိုပြောနေမှာပဲ ဟုတ်လားဟာဘာဖြစ်နေ ဘာဖြစ်မလို့ကိုနေတဲ့ဟာမကိုတိုက်ကားတို့သားဖားပေါ့သူ့သားလေအမရက်နာကြလို့လာမလို့စေကန်းသွားမလို့တဲ့မသွားနဲ့ခမရသားသေမှာလို့အဲ့ဒါပြောတာကျုပ်ကမကြိုက်တဲ့လေနဲ့ပြောသွားတာ ဟာအကောင်ကြောင့်ပြောနေနဲ့တင်းကုန်နေနဲ့တောင်းတာဖြစ်တော့နေသေးတယ် အဲ့ဒါကျွန်တော်ကပြောတာသူ့ဖေကလက်မခံခြင်းဘူး ဟာအဲ့တော့ကျွန်တော်လည်းကွာနေဗျာနေတက်ဆိုတော့အမှန်တရားကိုတက်တော့ပြောလုံးဝလက်ခံပြီးသား ကျွန်တော်အဲ့လိုလူမျိုးနဲ့ပဲပေါင်းနေတာသူ့သားတောက်တာကိုကျုပ်သိတယ်သိလို့ကျုပ်ကမကောင်းတာကိုပြောတာအဲ့ဒါကိုလက်မခံခြင်းဘူးလက်မခံတဲ့လူမပြောဘူးအဲ့ဒါကျွန်တော်အမှန်တရားပြောနိုင်တဲ့လူချင်းချင်းနေရတာပေါင်းနေရတာအဲ့ဒါကြောင့်အဆင်ပြေလို့ကိုနေတဲ့နေကျွန်တော်ကပေါင်းနေတာကွာကားလေးစီးနိုင်တယ်ဆိုပြီးတော့ဘေးနားမှာကောင်းမာလေးပါတော့ပို့ဆိုးတာပေါ့မကြုံမောင်းရတာဖြည်းဖြည်းမောင်းရတာရူးဆိုတော့အဲ့ကောင်တနေ့အဲ့ကားနဲ့ပဲအန်နေဖြစ်ပြီးသေချင်းဆုံးနဲ့သေမဲ့ကောင်အဲ့ကောင် ဟုတ်ကဲ့这စကားတော့ကြည့်ကြလို့ဗျာ ဘာဖြစ်လို့တော့ အဲ့ဒါကျွန်တော်ညီဗျာ တိတယ်လေကိုနေတဲ့ညီမို့လို့လေကျွန်တော်ပြောပြတယ်ကိုနေတဲ့အမှန်တရားကြိုက်တယ်ကျွန်တော်အမှန်တရားပြောတယ်အဲ့ဒါကိုကျွန်တော်ပြောနေတာလေ ပြောတော့ပြောဗျာကိုကြီးလည်းကြည်အောင်လေဗျာ ဟော စကားတော့ပြောလိုက်ကောင်းတာမဟုတ်ဗျာ ခမားညီကအဲ့တစ်ခေါက်တည်းမဟုတ်ဘူးနော်ဟိုတစ်ခေါက်တော့လည်းအဲ့လိုပဲလမ်းမကြီးကနေပြီးတော့လမ်းတဲ့ဟိုအတင်းဖြတ်ဝင်တာဘေးရဲတွေပါတွေချိတ်မိတော့မဟုတ်ချိတ်တော့မချိတ်မိဘူးပေါ့ဗျာအတင်းဝင်တာဒါဟာကိုပြောနေတာသေမအဲ့ကောင်ကားနဲ့ပဲဒီနေ့ ပြပြောလေဆိုလေပါလားဗျာစကားတော့ပြောလိုက်ကောင်းတာမဟုတ်ဘူး ကျွန်တော်အမှန် ကိုကြီးလည်းကြည် အမှန်တရားပြောပြနေတာလေ အာမှန်တရားဆိုနေတိုင်းပြောလို့ကောင်းတာမဟုတ်ဘူးလေဗျာ ဟောမကြိုက်ရင်လည်းကျွန်တော်မပြောဘူးခမားအမှန်တရားကိုကြိုက်တယ်ဆိုပြီးကျွန်တော်အမှန်တရားကိုပြောပြနေတာနော် ကြိုက်တာဗောဗျာမှန်တာတဲ့ပါသက်ကပြောလိုက်ကောင်းတာမဟုတ်ဘူးအဲ့နေရာကြည်အောင်လေအာကျွန်တော်ညီ မပြောဘူးဗျာ မပြောနဲ့ မပြောဘူးသေမအဲ့ကောင်တနေ့သေဦးမှာပေါ်ဘူးကျုပ်သဘောပြောတာပါခင်ဗျားကလည်း ထိုးပြီးတော့ခင်ဗျားတော့ မသိဘူးသူပဲစောနာပြောတော့အမှန်တရားကိုပဲလက်ခံတယ်လို့အမှန်တရားပြောရင်ကြိုက်တယ်လို့တရားမတာလူတွေပါကွာအမှန်တရားပြောရင်ကိုလက်မခံနိုင် ကိုငါမနေကြလိုက်တော့လေဟိုမှာခလေးငါရောက်နေနော်ကိုလည်းရမ်းစားနေမဆုံးပြည့်ချန်နေရပဲကိုပြီးမှတော့လို့ပြောမှာနော်ငါနေမတယ်နော် တက်တယ်နော်တက်တယ် ဟင်အရင်ကြည့်အောင်တော့ကွာဟိုမှာနေ့တနေ့မှလမ်းနဲ့ပြောင်းလာဇရားပါကွာ ဟုတ်လို့လားတော်တယ်မြို့ သူများသားမျိုးပြောနေရမဟုတ်ဘူးဒီမှာပြောရမကြောက်လားဟိုဘက်တစ်ဖက်ကိုကိုကြီးကိုနေရမစောင်းနဲ့ကိုကြီးမိမတော်မှာအဲ့လိုပြောမှာမဟုတ်ဘူးခလေးကပြောနေရတာပြောရမတွေ့ဘူးလား အဲ့လိုပြောတာမင်းကြားတယ် ဟိုဒီနားလေးနေကပြောရတာလေအဲ့ဒါဇရားမို့လို့ပေါ့ ဆိုပြီးတော့လဲ ဟာလမ်းနဲ့မလုံးနဲ့လေလမ်းအောင်တက်ဖန်ဆင်းတာဒါပဲဇရားပါကွာ အေးဘောဟုတ်ရဟုတ်မှာပေါ့မင်းပြောရဆိုတော့လေမင်းအမှန်တမ်းအများပြောနေတာဆိုတော့ အမှန်တရားပဲပြောတယ်သူများတွေကမဟုတ်တာပဲတော့မှမပြောဘူးဘောပေါက်တယ်နော် ဟုတ်ကဲ့ကြွားပါနော် အေးပါကျွေးပါ ဘုကြောကိုဥမောင်မခမည်းညမနဲ့ပေါင်တကောင်နဲ့ ဟောအေးမမေးတော့ဘာလည်းမသိ တော့ ကိုတင်းနေမှမလို့ကို တော့ ဟုတ်တင်းနေတယ်ငယ်ချင်းပါ ပြေကြလို့ ဟုတ်တယ်တကယ်ချင်းလေကိုရလေတင်းနေတယ်ငယ်ချင်းမှာမယုံတင်ငါနဲ့ အဲ့ဆိုလည်းပြီးရော ကဲလာစုမြတ်တော့မယ်ဟဲ့အမဟုတ်ကျွန်တော်သူတင်တဲ့နောက်ကြမှာဆိုလို့ခေါ်ရတာပါတကယ်ချင်းနေသူတို့တင်းတော့ တငယ်ချင်းနေ ဟုတ်တယ် အာတငယ်ချင်းကလက်ချိန်မလားဗျာခင်ဗျာ ဟောလက်ဆွဲသွားတာနောက်ကြမှာဆိုလို့တဲ့ ဟာနောက်ကြစမ်းပါသေးဘူးဗျာလက်ဆွဲသွားတာဟိုမြနောက်ကြမှာစိုးလို့တဲ့ဘေးကတငယ်ချင်းတွေကပုံစံကြည့်သိတယ်အဲသမီးစားတွေ ငါညီမ သိတယ်အဲ့ဒါခင်ဗျာဒီတယောက်ပဲရှိသေးတယ်အရင်ကျွန်တော်3-4ယောက်လောက်ကိုခင်ဗျာညီမတယောက်တွဲတာကျုပ်မြင်သေးတယ်နော်အဲ့ဒါတင်နှမ်းသွားမှာမဟုတ်အဲ့တဲကိုကန်သွားမှာ ဟေးရ ဟာတို့ ငါညီမလား ကျွန်တော်အမှန်တရားကိုပြောပြနေတာနော် မင်းအမှန်တရားနဲ့ ဟာမဟုတ်ဘူး နေမနဲ့ကြည့်အောင် ဟာခမရကိုကျုပ်ကခမရညီမကိုကျုပ်ညီမလို့သဘောထားလို့ကျုပ်ကပြောပြတာအေးမကြိုက်လည်းမပြောတော့ဘူးခမရညီမတနေ့လင်ကောင်မပေါ်မဲနဲ့ဘိုက်ကြီးမဲ့ဟာ မင်းပြောနေဆိုးလေပါလား မကြိုက်ကျွန်တော်မပြောတော့ဘူး မပြောနဲ့ မပြောဘူး မင်းလည်းကောင်ပြောအမှန်တရားမှန်တရားတဲ့တော့ပြောဦးပါ ဟာ
စေတနာကိုခင်ဗျားတို့စော်ကားတယ်အေးတနေ့ကျမှတော့လည်းမင်းပြောတာမှန်တယ်လို့မပြောနဲ့ကျုပ်ကအမှန်တရားကောင်နော်ဟာ တော်လေ ကိုယ်ထိုင်လိ အေးငါတို့အကူကြီးထုတ်တောင်းနေငါတို့ကူကြီးမှဖြစ်တယ် ရပါတယ်ကုညီတာဘာမှပြဿနာမရှိပါဘူးလူတွေကအမှန်တရားပြောရင်တိတ်လက်မခံချင်တာဆိုတော့လေကျွန်တော်အဲ့ရောက်တိတ်လူနဲ့မှစကားမပြောချင်လို့ထောင်ဒီမှာတယောက်တည်း AC လာထိုင်း သိပါတယ်ကွာမင်းအမှန်တရားပြောတာကိုငါသဘောကျ ကျွန်တော်ကလည်းစဉ်းစားပြီးသားပါကျွန်တော်ဒီအမှန်တရားပြောတာကိုလူတွေကမကြိုက်တဲ့ခါကျတော့တောင်းတောင်းကျွန်တော်ဟာဒီပါဇက်ကိုစင်ကျင်မယ်လို့ ကူကြီးတောင်းမယ်ဆိုတာဒီလိုကွာ ဟာ ငါအိမ်နဲ့ခြံလေးကိုပေါင်ပေါင်မပေါင်ရောင်းမှရအဲ့လေကူကြီးပြော အိမ်နဲ့ချံပေါင်းရောင်းမရအောင်ဘာလို့ဘူးရောင်းမ ငါသာအွန်လိုင်းကွာစေးုံတင်ရမယ်တဲ့ ပြောတော့ကျွန်တော်ပြောတယ်မလားအရက်ကြောင်ပဲမလားခုတိုက်ကရဲ့ကျွန်တော်အစိုးရပြောတာအဲ့ကောင်ဟိုတစ်ခါကလည်းစေးသွားထိုးမှပြန်လာရင်ဖြတ်မှဆိုကဲဖြတ်သလားမဖြတ်ပါဘူးမဖြတ်ပါဘူးကျွန်တော်ပြောပါတယ်တင်မဲ့လူဘာဖြစ်လို့ပတ်စံနဲ့အသက်ဆက်ဘူးမှာတော့ကဲကုန်ပါတယ်ဗျာလုံနေနဲ့ ဒါတော့ဒါပေါ့ကွာအခုကဦးလေးသားကွာတယောက်တည်းရှိတာသူတေလို့မဖြစ်ဘူး ဩကျွန်တော်ကစေတနာနဲ့ပြောတာပါကိုတိုက်ကရဲ့ကဲထားပါတော့အခုကိုတိုက်ကသားကိုဟုတ်နိုင်ဟုတ်ဟုတ်လားအင်းရဲ့ချမ်းရဲ့ရောင်းပြီးတော့ကုလိုက်ပါပြီတဲ့ဟာအသက်ပြန်ရှင်လာရင်ပြဿနာမရှိဘူးနော်ဟိုကသေသွားပါပြီတဲ့အဲ့ကကျရင်ကိုတိုက်ကလည်းလမ်းဘေးလည်းရောက်မယ်အပွင့်လင်းဆုံးပြောမယ်ဗျာအသက်ကလည်းကြီးပြီဖြစ်တဲ့အတွက်မလို့ဟိုနောက်ဆုံးမလုံနိုင်မကင်နိုင်တော့တောင်းစားတဲ့သရောင်းစားဘွားရောက်မယ်ဗျာ ဟောဖေးခွဲရောကွာရောက်စီရောက်စီငါတောင်းမှာအတက်ရှိအောင်ငါကု ခမ ्या ကုန်ခံပြီးကုလဲခမ ्या သားပေမှာပေမှာပဲ ဟောရော ဟိုကျစေတနာနဲ့ပြောနေကျွန်တော်အမှန်တရားပြောနောက်ဆုံးခမ ्या သားပေမယ်ခမ ्या လမ်းဘေးမှာပေမဲ့ဘွားတိရောက်မှာ ဟောမပြောလေကဲနေပါလား စေတနာနဲ့ပြောနေတာ ဟောမကျွန်တော်ပြောနေပြီဟမ်တရားတော်ပြောနေပြီလေ ကျွန်တော်အမှန်တရား ဟောလည်းမပြောနဲ့ကွာတားလုံးဝါကြီးတယ်မေကူညီကြရမယ်ဦး ဒါကျွန်တော်အမှန်တရားမပြောလို့ ဟာလာရောင်းမယ်ငါချန်နေငါ လူတွေကလည်းအမှန်တရားပြောရင်မကြိုက်ဘူးစေတနာနဲ့မတန်ဘူးဒါလည်းအမှန်တရားကမပြောဘူးငါစစ်ချင်းမယ် 哦，梦里啥嘞？ ကောင်းနေရော 我这里，哎吧，梦啥地方呢？ ဟိုမှာအိမ်မှာလင်းကြီးရှိတဲ့နဲ့လေအမှန်တရားတွေငါမပြောတော့ဘူးငါကျိတ်မျိုးချလိုက်မယ်